လုံးစုံလိုင်းဖြတ်သားလိုင်းအပြင်ကျွန်တော်ဘာတွေသင်ပေးလဲဆိုတာဒီဗီဒီယိုနဲ့လာကြည့်ဗျာဒါကျွန်တော်ကြောက်ဖြတ်နီးအပွင့်သွေးနီးတွေကျွန်တော်သင်ပေးပါတယ်ကျွန်တော်တို့အပွင့်သွေးတဲ့ခါမှာလည်းကျွန်တော်တို့ဘလို့သွေးရတယ်ဘလို့လိုအပ်ချက်ဒီပြောပြပေးတော့တာဖြစ်တဲ့အတွက်အပွင့်သွေးတဲ့ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုသာစာဆုံးကြည့်သွားပါလို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုအောင်ဖြစ်ပါတယ်ကျွန်တော်တို့အပွင့်သွေးမဲ့ဆိုရင်လိုအပ်တဲ့တံပြင်ကုတ်တွေလိုအပ်တဲ့မှတ်တွေလိုတယ်ပေါ့ဗျာဒါကျွန်တော်အပွင့်သွေးမဲ့ဆိုရင်ကျွန်တော်တို့ဖင်အားနေပြီးစပြီးတော့အပေါ်ပေါ့နော်ခေါင်းပေါ်တက်တဲ့ဆိုတဲ့အကြောင်းကျွန်တော်ပြပြပေးနေတာဖြစ်ပါတယ်ဗျာအဲ့တော့အပွင့်သွေးတော့မယ်ဆိုရင်ကျွန်တော်တို့လိုအပ်တဲ့မှတ်တွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်နောက်ဆုံးမှာချပြပေးတော့မှာဖြစ်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့အပွင့်သွေးတော့မယ်ဆိုရင်ကျွန်တော်တို့ကလက်နဲ့သွေးမလားလက်နဲ့သွေးမလားကျွန်တော်တို့ဆက်နဲ့ပဲသွေးမလားဆိုပြီးတော့ရှိတယ်ပေါ့ဗျာဒါကျွန်တော်ရဲ့တွဲဘက်ညီကိုတွေကိုကျွန်တော်ဘယ်လိုသင်ပေးလဲဆိုတော့နံပါတ်1ချက်ကျွန်တော်တို့ကြောက်အပွင့်ကိုယူသွေးတော့မယ်ဆိုရင်ကျွန်တော်တို့အပွင့်ကိုဘယ်လိုယူရတယ်ပေါ့ဗျာဒါဆိုရင်ကျွန်တော်တို့အစီဘယ်လိုဖမ်းမလဲအပွင့်တစ်ပွင့်ကိုသွေးတော့မယ်ဆိုရင်အရေးကြီးဆုံးကအစီဖမ်းဖို့ဗျာကိုလိုချင်တဲ့အစီနေရာကိုတေချာတိဖို့လိုတယ်အဲ့အစီကိုကျွန်တော်တို့ဖမ်းတတ်မှသာလေကျွန်တော်တို့အပွင့်ကောင်းကိုရတာဖြစ်ပါတယ်ဗျာဒါကကျွန်တော်အစီပေါက်ဖမ်းပြီးတော့ပြပြီးတော့ကျွန်တော်တခါတည်းကိုယ်တိုင်ဖြတ်ပြပြီးတောက်ပြပေးတယ်ပြီးတော့ကျွန်တော်တပည့်တွေကိုကျွန်တော်ဒီမှာဖြတ်တောက်ပေါ့ဗျာလက်တွေတစ်ခါတည်းကျွန်တော်တို့ဒါဖြတ်ဖို့ပြောတယ်ဒါတို့ကိုယ်တိုင်ဖြတ်ပြီးတော့ဒါခဲဆွဲတာပေါ့ဗျာနော်ဒါကျွန်တော်တို့အပွင့်အစီကိုဘယ်လိုဖမ်းလဲဆိုတာကိုအခြေခံပေါ့ဗျာနော်ကျွမ်းကျင်ပြီးတော့ကိုယ်တိုင်လေ့ကျင့်ရင်တော့ရတယ်ပေါ့ဗျာဒါတို့ကိုယ်တိုင်ဖြတ်နေပါပြီဗျဒါဆိုရင်ကျွန်တော်တို့အပွင့်ဖမ်းတာလေးဖြစ်ပါတယ်ဗျဒီမှာချွန်လေးကိုပေါ့ဗျာအသားတန်းတော့ခါသားပါဒါပေမဲ့ကျွန်တော်တို့ချွန်သားလေးကိုတို့အပွင့်ဘယ်လိုဖမ်းလဲဒါဆိုကျွန်တော်တို့ပုံဘယ်လိုချလဲခေါင်းဘယ်လိုယူလဲဖင်ဘယ်လိုယူရတယ်ဆိုတာလေးကိုကျွန်တော်အသေးစိတ်လေးတင်ပြပေးပြီးသူတို့ကိုယ်တိုင်လည်းဒါဖြတ်တောက်ပြီးတော့အပွင့်ပုံချထားတာဗျဒါနောက်ဆုံးအပွင့်ပုံချထားတဲ့ပုံစံလေးတစ်ချက်ကြည့်ပါဗျကဲဒီလိုပထမအခြေအနေမှာတည်းအခုလိုမျိုးပုံချနိုင်ပြီဆိုရင်လည်းဒါမစိုးဘူးဗျဒါကျွမ်းကျင်တဲ့နဲ့အဆင့်ကိုရောက်တော့မှာဗျနော်ဒီလိုမျိုးပုံမှန်ထပ်ပြီးလေ့ကျင့်မယ်ဆိုရင်ဒီလိုကျွမ်းကျင်လာပါလိမ့်မယ်လို့အဲ့လိုပွင့်အခြေရပြီဆိုရင်ကျွန်တော်ဒုတိယဆင့်နဲ့ချိတ်ကပ်ရတယ်ပေါ့ဗျာနော်ဒီအခုမြင်ရတဲ့အချောင်းလေးကတော့ချိတ်ပေါ့ဗျာအဓိကတော့အပွင့်နဲ့ကျွန်တော်ချိတ်နဲ့ကပ်ဖို့ဆိုရင်တော့အဓိကတော့အဲ့ကျွန်တော်တို့ကြောက်ကိုလည်းအမီးအပူပေးရတာကတော့ကျွန်တော်တို့အပွင့်ချိတ်ကပ်ခြင်းရဲ့လှုပ်ဝက်ချက်ဖြစ်တယ်ဗျာအဲ့ချိတ်နဲ့ကြောက်နဲ့နှစ်ခုလုံးကိုအပူပေးပါဗျအဲ့လိုဆိုရင်ချိတ်ကပြုတ်မကြတော့ပါဘူးလို့ကြောက်နဲ့ကတ်နေမှာဖြစ်ပါတယ်ဗျအဲ့ကတ်တဲ့ဟာကိုဒါကျွန်တော်တန်ပြင်လေးနဲ့ကျွန်တော်တွေးလဲဆိုရင်အောက်ကနေပြီးတော့တဖြည်းဖြည်းအပေါ်ကိုထောင်တစ်ဆင့်ဆင့်ထောင်တက်ပြီးတော့တွေးရတယ်ဆိုတဲ့အကြောင်းလေးကိုသူတို့ကိုလက်တွေ့ပြောပြပြီးတော့သင်ပြပေးနေတာဖြစ်တယ်ဗျကျွန်တော်ရှိမှာတွဲဘက်တင်တဲ့လာတက်မယ်ဆိုရင်ကျွန်တော်ကကြောက်ဖြတ်တတ်အောင်လည်းသင်ပေးတယ်အပွင့်သွေးတတ်အောင်လည်းသင်ပေးတယ်ပေါ့ဗျာကျွန်တော်ရဲ့အဓိကလမ်းကတော့လုံးစုံနဲ့ဖြတ်သားကျွန်တော်တို့ဝယ်ရောင်းပေါ့နော်အပွင့်သွေးဒါလည်းတင်ပေးတယ်လက်ကောက်တွေပါလေဆိုလဲကျွန်တော်တို့ဝယ်ရောင်းပေါ့ဗျာဒါကျွန်တော်ကျွမ်းကျင်တက်သမြောက်တဲ့ဟာတွေအကုန်လုံးကိုတော့တင်ပေးတယ်မိတ်ဆွေတို့ကထပ်ပြီးတော့တင်ကျင်တယ်ဆိုလဲမိတ်ဆွေတို့ကြမ်းကျင်တဲ့ line ကိုတင်ပေးပဲပေါ့ဗျာဒါဆိုရင်လက်လေးနဲ့သွေးရတဲ့တန်ပြင်ပေါ့ဗျာအိမ်မှာတစ်ပိုင်းတစ်နိုင်ဆက်မရှိဘူးဆိုရင်တော့မှသွေးရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့အပွင့်သွေးမဲ့ဆိုလိုအပ်တဲ့ကုတ်တွေဖြစ်ပါတယ်လို့မိတ်ဆွေတို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲကျွန်တော်ရှိမှာအခုလိုတင်တဲ့တက်ချင်တယ်ဆိုရင်တော့စင်းပေးထားလို့ရပါပြီဆိုတဲ့အကြောင်းလေးသတင်းကောင်းပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ